တခါတရံကြရင်လူတယောက်ကိုသတိရတဲ့အခါကျရင်စိတ်ထဲမှာလေအရန်ကိုခံစားရတယ်။နှစ်ပေါင်းများစွာခံစားရလာတဲ့အခါကျတော့နာကျင်တဲ့ဘက်ကိုပြောင်းလာတယ်။စိတ်ထဲမှာဆွဲလန်းမှုနဲ့ချစ်ခြင်းအချိန်တစ်ခုအတိုင်းအတာတစ်ခုဆိုရင်ခံစားရတာတက်တာသွားမလားလို့စိတ်ထဲမှာထင်မိတယ်။ဒါမလို့တကယ်ကြမဟုတ်ဘူး။ကိုတကယ်ချစ်မိတဲ့သူကြတော့ကိုစိတ်ထဲမှာမိဖြောက်လို့လုံးဝမရဘူး။ဒါပေမဲ့လို့လေဖက်တယ်ထားနေတာမျိုးတော့မဖြစ်ချင်ပါဘူး။အရင်ကတော့သူတည်သားလေးကိုရဲ့အဖော်ဆိုပြီးတော့ဖက်တွေ့ထားမိတယ်။အခုနောက်ပိုင်းမှာတော့ဖက်တွေ့မှုကိုလွတ်ချလိုက်တယ်။လွတ်ချလိုက်တဲ့အခါမှာနာကျင်ရသေးပေမဲ့လို့လွတ်လပ်ပေါ်ပါတဲ့စိတ်တော့ဖြစ်သွားတာအမှန်ပဲ။တကယ်တော့လေတယောက်တည်းနေတာကတကယ်ကိုပဲလွတ်လပ်ပါတယ်။နှစ်ဦးနှစ်ဖက်စိတ်တူကိုယ်တူချစ်ချင်းမေတ္တာရှိနေရင်တော့မပြောတတ်ဘူးပေါ့။ကိုယ့်ဘက်ကပဲအလေးထားပြီးတော့နာခံပြီးချစ်သူတယောက်တည်းကြတော့တယောက်တည်းခံစားနေရတာအဆင်မပြေဘူး။ဖက်တွယ်ထားတာပိုပြီးတော့ဆိုးတယ်။ဒါကြောင့်မို့လို့ဖက်တွယ်ထားတာကိုလွှတ်ချလိုက်တဲ့အခါကျတော့ကိုယ့်ရဲ့လွတ်လပ်မှုကိုတွေ့သွားတယ်။ကိုယ့်ရဲ့လွတ်လပ်မှုကလည်းကိုယ်တိုင်ပဲချုပ်ပင်ထားခဲ့တယ်ဆိုတာကိုသဘောပေါက်လာတယ်။သူကချစ်မှမချစ်တာကိုယ့်ကိုပဲချုပ်ကိုင်မှလေ။ကိုကဆွလတ်မှုနဲ့ဖက်တွယ်ထားတာဖြစ်နေတဲ့အခါကျတော့ကိုကပဲချုပ်ကိုင်ထားတာပေါ့။ဒါတွေကိုသဘောပေါက်နားလည်တဲ့အခါကျတော့မိပြောက်သွားတာမဟုတ်ပေမဲ့လို့လွတ်လွတ်လပ်လပ်ကလေးတော့ကိုဘာသာဆက်ပြီးတော့ရှောက်သွားနိုင်တာပေါ့။ဘာပဲပြောပြောရှင်ကိုကျေးဇူးအများကြီးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။